mix များအားလုံးမင်္ဂလာပါ guitar riff file install လုပ်နေကျွန်တော်တို့တူလေးလိုက်အောင် download လုပ်ထားတဲ့ file ကို zip ဖြည့်လိုက်တဲ့အဆင့်ဆင့်ဝင်လာတယ်ပေါ့နော်ဒီကောင်လေးကို right click နေပြီးတော့ run as နဲ့ run လိုက်တာဖြစ်ပါတယ်အဆင့်ဆင့်လုပ်သွားလိုက်ပါပထမဆုံးပြောချင်တာကတော့ကျွန်တော်တို့ဒီ download လုပ်ထားတဲ့ zip file ကို zip ဖြည့်တဲ့အချိန်မှာ zip မဖြည့်ခင်လေးမှာကျွန်တော်တို့ window virus ကာကွယ်ထားတဲ့ဆိုရင်ပိတ်ထားပါပြီးရင်တခြား virus software ဖွင့်ထားတဲ့ဆိုရင်လည်းပိတ်ထားပါပြီးတော့ပြီဆိုရင်ကျွန်တော်တို့အဆင့်ဆင့်တစ်ခုလှုပ်ဆောင်ခဲ့တဲ့အတိုင်းလေးလာခဲ့လိုက်ပါကျွန်တော်အတက်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်လုပ်ထားပါတယ်ဟုတ်ပြီဒီကောင်တော့ပိတ်လိုက်တော့ဒါဆိုရရိုင်းဒီ install လုပ်တာရမ်းလွယ်ပါတယ်သူ folder လေးလာဖွင့်ကြည့်ရပေါ့နော်ဒီမှာတော့ကိုယ့်ရဲ့ sound card ယူတဲ့နေရာလေးပေါ့လောလောဆယ်တော့ ASIO လေးနဲ့ပဲကျွန်တော်သွားလိုက်မယ်ဒါတော့ software ထဲမှာပါတဲ့ဟာကိုလောက်တာတခု DAW နဲ့ပြန်ဖွင့်စမ်းကြည့်ရပေါ့နော်ကိုယ့်ရဲ့ mix crack နဲ့ဖွင့်ကြည့်တယ်လည်းအဆင်ပြေတယ်ဟုတ်ပြီကျေးဇူးတင်ပါတယ်နောက်ပိုင်းမှာပြန်ဆုံရအောင်